ဘောမတရားအကြောင်းနဲ့မမို့တို့တော်လန်ရေးအဖွဲတွေမကွဲချင်ဘူးမနော်မို့တို့တော်လန်ရေးတမအချင်းချင်းမကွဲချင်ဘူးမိုးကတော့လာပြောပြမယ်နော်တချို့အခုကိုစီရဲ့ပြဿနာပေါ့နော်ကိုစီပြောနေတဲ့အဲ့ဒီသူနဲ့ပြဿနာလာပြီးဖြစ်နေတဲ့ဦးလေးတွေအကိုတွေတို့ပြန်တော့အပြန်လန်ဆဲကြတာတွေကိုစီပြောတဲ့တချို့စကလုံးတွေကမားနေတယ်ဘယ်နေရာမားလဲဆိုတော့အဲ့ဒီဦးလေးအဖွဲတွေကကိုစီပြောတဲ့တာပါတီအဖွဲတဲ့ပုဒ်တာအဖွဲတဲ့လုံးဝမဟုတ်ဘူးနော်မမို့ဒီမှာမမို့ကလုံးသိတယ်နော်ဗလဲကိုစီကိုမတရားဆွဆွဲတဲ့အဖွားကြီးလူလိမ်မအာရင်နော်သူ့အကြောင်းမမို့ကကောင်သိတယ်အဲ့ဒီဖြူဖြူမူးနော်ငမူမဖြူဖြူမိုးလဲသူ့အကြောင်းမမို့ကကောင်သိတယ်အဲ့ဒီပထမနေ့မှမို့ပြောလိုက်ပြီအခုဒီနေ့မှမို့လာတော့ပြောပြမှာမမို့ဘက်လိုက်လို့မတောက်ဘူးနော်မို့အမှန်တရားပဲချပြမယ်နော်မန်ဒါကိုလောက်တဲ့လူတယောက်ကိုမမို့ရဲရဲတောင်းနဲ့ထောက်ပြမယ်အဲ့ဒီမန်နေတဲ့လူတယောက်အဲ့ဒီကိုအားပေးနေတဲ့လူတယောက်ကိုယုံကြည်ရတဲ့လူတယောက်ကသူမားတဲ့အပိုင်းတွေစီးလို့စိနေကိုထောက်ပြမှာပဲနော်မမို့တို့ကအများအတွက်လုပ်ပေးတယ်နိုင်ငံအတွက်လုပ်ပေးတယ်ဖြစ်တဲ့အတွက်ကြောင့်မမို့တို့ရဲ့လူတွေကိုမနော်လူကောင်းတွေကိုမမို့မဆုံးစေချင်ဘူးနော်ပြောရမယ်ဆိုရင်ကိုစီဘက်ကအရင်တော့သူထောက်ဖို့လောက်တာတွေသူတည်င်းပြောတာတွေသူအမှန်တရားပြောတာတွေနော်မမို့လည်းသဘောကျတယ်တခြားလူတွေလည်းသဘောကျတယ်နော်သူလောက်နေတဲ့ထောက်ဖို့လောက်လဲမမို့တို့အားရတယ်ကွာအဲ့ဒါပြဿနာမရှိဘူးမမို့တို့ကြိုက်ပြီးသားပဲနော်ပြဿနာကတော့ဒီဘောမနဲ့သူဘောမနဲ့လိုက်တဲ့ချိုက်တဲ့အချိန်မှာမမို့ထောက်ဖို့တယောက်နေနဲ့မမို့ပြည်သူတယောက်နေနဲ့မမို့တန်တရားစီလာတယ်ဘာဖြစ်လို့ဒီကောင်ကိုလူရပေးဝင်လာတယ်ဘာဖြစ်လို့ဒီဘောမကိုလူရပေးဝင်ရတာလဲနော်ဘယ်လူဆိုတာလေပြီးတော့လူရဝင်လာပြီဆိုရင် तू ပြောတဲ့စကားလုံးတွေကလူတွေတန်ဖိုးထားလာမယ်လူတွေ Q ဆိုင်လာမယ်လူရမဝင်တဲ့ဘောမတွေကကိုကလူရမပေးဝင်တဲ့အချိန်မှာသူတို့ဘာပဲပြောသူတို့ရဲ့စကားလုံးကခွေးစကားနဲ့နတ်စကားတို့ပြောလိုက်လူတွေ Q မဆိုင်ဘူးဘောမဆိုတာပြည်သူတွေကဘောမဆိုတော့ငါတို့စောက်ဖက်မလုပ်ဘူးကွာဒါမဲ့ကိုစီကအဲ့ဒီကောင်ကိုလိုင်းနေတက်ကြမ်းထမင်းတွေတူစားအပြင်မှာတူတွေ့အဲ့ဒါလူရသွင်းတယ်လို့ခေါ်တာအခုတချို့မိုးရဲ့အလူစင်ကပြောတယ်မိုးရည်တဲ့အခုဖြစ်နေတဲ့ပြဿနာတဲ့ကိုစီကိုကာကွယ်ပေးတာမရှိဘူးလားတဲ့ကိုစီကိုကာကွယ်ပေးအောင်ကိုစီကထောက်ဖို့အကောင့်တယောက်ပြည်သူတွေအားကွဲတဲ့လူတယောက်ငါတို့မဆုံးစေချင်ဘူးနော်မမို့ပြောတယ်မမို့ကာကွယ်ရတဲ့နေရာမှာနော်မမို့လည်းအမှန်တရားတက်ပြောပေးတယ်သူ့အတွက်ဒါမဲ့ तू မားတဲ့နေရာကိုလည်းမမို့တို့ထောက်ပြရမယ်လေ तू မားတဲ့နေရာကို तू မှန်တယ်လို့ပြောလို့ရှိရင်အနာကကိုစီရဲ့ဘဝဘယ်လိုမျိုးဖြစ်သွားမလဲကိုစီအနောက်မှာနေနေတဲ့သူတွေကိုစီကိုယုံကြည်ရတဲ့သူတွေဘယ်လိုမျိုးဖြစ်သွားမလဲခွေးမဖြစ်သွားဘူးလားပြီးတော့ကိုစီကိုကောအဲ့ဒီကိုစီရဲ့လောက်ရအဲ့ဒီမားနေတဲ့အကွက်ကိုကြံတဲ့လူတွေ copy ယူနေလို့စင်ငါတို့တော်လိုင်းရဘယ်လိုမျိုးဖြစ်သွားမလဲအဲ့ဒါစဉ်းစားအခုမှမပြောပြမယ်ပြုကိုစီနဲ့ဟိုဦးလေးဟိုအကိုတွေပေါ့နော်နိုင်ငံခြားဦးလေးတွေနိုင်ငံခြားအကိုတွေအဲ့ဒီဆဲဆိုအပြန်လန်ဆဲဆိုနေတဲ့အဖွဲကသူတို့တွေကတာပါတီကိုနေနေတဲ့အဖွဲတာပါတီကိုစန့်ကျင်တဲ့အဖွဲနော်သူတို့တွေက NUG ကိုထောက်ခံတဲ့အဖွဲ NUG ကိုထောက်ပံ့တဲ့အဖွဲတလို့တချို့အဲ့ဒီအဖွဲထဲမှာမမိုးစီမှာလာလူတဲ့ဦးလေးတွေအကိုတွေစီးတယ်နော်မမိုးလေးစီမှာအရင်တော့ပေါ့နော်ကိုမင်းဆိုရင်မမိုးစီမှာအရင်တော့လာတော့ထောက်ပံ့တယ်နော်ပြီးတော့ဦးလေးတယောက်စီးတယ်ဦးလေးနဲ့တက်ဆဲတဲ့ကိုစီနဲ့ဆိုအဲ့ဒီဦးလေးကတော့မမိုးစီမှာတော့မမိုးမတွေ့မလို့သူကတော့အဲ့ဒီ PRM မှာသူတို့လူတာဘောလာတိုင်းတရားတော့စီးတယ်ဦးထိန်နိုင်ဆိုရင်မမိုးစီမှာလာတိုင်းပဲဒေါ်လာ100လာပဲထောက်ပံ့ပေးတယ်ဘာကြောင့်မပေါ်ကဒီကိစ္စကိုလာတော့ဖြည့်စင်းပေးရလဲဆိုတော့ပုသမဟုတ်တဲ့အဖွဲအစည်းတစ်ခုကိုနော်ဟိုဗလဲပြီးတော့တာပါတီမဟုတ်တဲ့အဖွဲအစည်းတစ်ခုကိုစီကတို့ကတာပါတီလို့တို့ကပုတလို့ပြည်သူတွေထင်အောင်ထင်မအောင်အထင်သေးအောင်ကိုစီအဲ့လိုမျိုးပြောတဲ့အချိန်မှာမမိုးလည်းလက်မခံဘူးပေါ့နော်ကိုစီနဲ့ပြဿနာတဲ့အဲ့ဒီဦးလေးတွေအကိုတွေကတို့တွေကတာပါတီလည်းမဟုတ်တယ်လို့ပုတလည်းမဟုတ်ဘူးပုတကိုနေနေတဲ့အဖွဲနော်ပုတကိုနေနေတဲ့အဖွဲဖြစ်တယ်နော် NUG ကိုထောက်ခံအားပေးထောက်ပံ့ပေးတဲ့အဖွဲအစည်းဖြစ်တယ်အဲ့ဒီနိုင်ငံခြားဦးလေးတွေပေါ့နော်ပုတဗလဲပုတတာပါတီဆိုတာဒီ Iron Manနော်အိုင်ရီမဂျန်နဲ့ဖြူဖြူမောတော့ဟိုကမဒီရောင်ဟိုရောင်ဒီရောင်စကားပြောတာမှမပြောတဲ့အတိုင်းပဲ तू ကငမူ तू ကအမြင်နဲ့ပဲရက်တောက်တယ် तू မူလာလို့စင် तू ရဲ့စကားတစ်မျိုး तू မမူလို့စင် तू ရဲ့စကားတစ်မျိုး तू ရဲ့စကားအစင်းနဲ့အနောက်မညီဘူးနော် तू လူတယောက်ကိုခင်တဲ့အချိန်မှာလူတယောက်ကောင်းတယ်ဆိုတာ तू ကပြောတယ်အားပေးတယ်လူတယောက်နဲ့ तू ကရန်ဖြစ်ပြီးဆိုရင်အဲ့ဒီလူတယောက်ဘာမှမကောင်းတော့ဘူးဖြူဖြူမိုးရဲ့စောက်ကျင်အဲ့လိုမျိုးနော်အဲ့ဒီ Iron Man ဆိုတာစကားပြောတာအမှန်အကန်မရှိဘူးလိန်တယ်ညတယ်နော်လိန်တယ်ညတယ်မဟုတ်တာတွေကိုဆွတ်ဆွဲတယ်နော်အဲ့ဒီဖွားကြီးအဲ့လိုမျိုးစောက်ကျင်အဲ့ဒီဖွားကြီးနေရာကိုမမို့လူရမပေးသိဘူးကွာကိုစီလဲအဲ့ဒီအဖွားကြီးရဲ့နေရာရဲ့စကလုံးကိုသွားပြီးတော့နားမထောင်နဲ့တော့နော်သွားပြီးတော့လဲလူရမပေးသွင်းတဲ့ဖင်ကြားအညမခံတဲ့သူရဲ့စကလုံးကိုပြောချင်တယ်ဒါပေမဲ့ဒီနိုင်ငံခြားဦးလေးတွေပေါ့နော်ကိုမေးတို့ကျန်တဲ့ဦးလေးတွေကြတော့သူတို့တွေကသပါတီလည်းမဟုတ်တယ်လို့ပုသလည်းမဟုတ်ဘူးစင်အဲကြောင့်အထင်မြင်မှနေတဲ့ပြည်သူတွေကိုစီရဲ့စကလုံးကြောင့်ကိုစီရဲ့စကားကြောင့်အထင်မှားနေတဲ့ပြည်သူတွေလည်းနည်းနည်းပြန်တော့ပြင်လိုက်ဘာကြောင့်ဆိုတော့အဲ့ဒီဦးလေးတွေကပုသမဟုတ်ဘူးသပါတီလည်းမဟုတ်ဘူးသူတို့တွေကအမှန်တရားပဲမှာရတည်တဲ့တော်လန်ရေးနိုင်ငံရေးသမားဖြစ်တယ်သူတို့တွေက NUG ကိုထောက်ခံတဲ့အဖွဲ့အစည်းဖြစ်တယ်သပါတီတွေဆိုရင်သူတို့လောင်းဝကိုစန့်ကျင်တယ်ငကားအခုဗလဲမအားလာနဲ့တော့ပူပေါင်းလိုက်တဲ့နွားတီကောင်ငကားလည်းသူတို့လောင်းဝကိုစန့်ကျင်တယ်မမိုးလည်းစန့်ကျင်တယ်ငကားကိုအစကတည်းကမမိုးထောက်ပံ့ပေးတယ်အလူခံပေးတယ်ကမ်ပိန်းတွေလုပ်ပေးတာအများကြီးပဲ2023မှာငကားရဲ့စောက်ချိုးက तू ကမူမှန်တော့ဘူး तू ကစစ်တပ်ရဲ့လူဆိုတာငါသိနေတော့ပဲမှာဘိုးငကားလို့လည်းငါမခေါ်တော့ဘူးเนาะအခုသူ့ကိုငါခေါ်မယ်ဆိုရင်စစ်ခွေးငကားเนาะခွေးနဂါနွားနဂါတီကောင်အဲ့ဒါပဲငါခေါ်တော့တယ်ဘိုးနဂါဆိုတာလောကငါမခေါ်တော့ဘူးအတူရဲ့စောက်ချိုးကိုအရင်တော့ကိုမသိတဲ့အချိန်မှာဘိုးနဂါပဲကိုခေါ်တာပေါ့နော်သူ့ရဲ့စိတ်ဓာတ်မူမှန်တော့ဘူးစစ်ခွေးရဲ့လူဆိုတာသိတဲ့နောက်ပိုင်းမှာ
နော်ခွေးနဂါပဲငါခေါ်တယ်အဲ့ဒီမအေလို့อ่ะအဲ့ဒါပဲနော်အဲ့ကြောင့်တချို့ပြည်သူတွေကသူတို့တွေကတည်င်းကိုသူတို့ကြည့်ပြီးတော့ကိုစီပြောတာဒီလိုနောက်တော့ကိုစီပြောတာပဲသူတို့နားထောင်တယ်တချို့တွေကကိုစီပြောတာပဲသူတို့နားထောင်တယ်တချို့မှဆိုရင်ဟိုလူတွေဟိုအဖွဲ့တွေဗလဲဟိုဦးလေးအဖွဲ့တွေပြောတဲ့စကားတွေပဲသူတို့နားထောင်တယ်နှစ်ခုစလုံးသူတို့နားမထောင်ဘူးမမောကကြားထဲမှာမမောကသိတယ်နော်ပြဿနာကတော့ကိုစီကဘောမနဲ့စကားတွေပြောတာဘောမနဲ့တွေ့တာကြတော့နိုင်ငံရေးသမားတော်လှန်ရေးသမားနော်အမန်တရားကိုချစ်မြတ်နေတဲ့လူတွေအားလုံးကလက်မခံဘူးနော်ကိုစီလောက်တဲ့ထောက်ဖို့သူများအားပေးတယ်သူများဝန်းရံတယ်တည်င်းတွေပြောတာအမန်တရားတွေလောက်တာနိုင်ငံရေးသမားတော်လှန်ရေးသမားအားလုံးကကြိုက်တယ်ချစ်တယ်ဒါပေမဲ့ကိုစီဘောမနဲ့တပတ်သက်တာဘယ်သူမှမကြိုက်ဘူးကိုစီတစ်ဖက်ပိုက်နေတဲ့လူတွေပုတ်ကိုဆွဲဆဲလီဆွဲနေတဲ့သူကကိုစီကိုအရင်ချစ်ပါတယ်ကိုစီမားလဲကိုစီမန်တယ်အဲ့လိုမျိုးလူတွေပဲကိုစီဖြစ်နေတာပြီးတော့အဲ့ဒီငမောင်ရဲ့ပလိတ်သားဘောမဘက်ကလည်းဒီကိစ္စမမားဘာညာတလကဘယ်လိုမျိုးမားမလဲသူတို့ကလူရဝင်ချင်တာသူတို့ကလူရဝင်ချင်တော့ကိုရပြည်သူလိုဘာလိုဟန်ဆောင်ပြီးတော့ကိုစီငမောင်နဲ့တွေ့တာမမားဘူးဘာညာတလကသူတို့ကပြောမှာပေါ့ဘောမတွေကကိုရတော်လန်ရေးမှာပါဝင်တဲ့သူအမှန်အကန်တော်လန်ရေးကိုဒီဇိုင်းမှလောက်နေတဲ့ထောက်ဖို့အကြီးစားတွေလားနိုင်ငံရေးသမားလူကြီးတွေလားပြောလာတဲ့စကားလုံးလုံးနားထောင်လိုက်အဲ့ဒါလောက်လို့မသိဘူးဖြစ်လို့မသိဘူးလေပြဿနာဒါပဲကိုစီရပြဿနာအဲ့ဒီနေရာကို तू ပြင်လိုက်လို့စရင်ဘယ်သူမှ तू လည်းမတိုက်ခိုက်တော့ဘူး तू လည်း तू မပြောတော့ဘူးအဲ့ဒီဘောမနဲ့တွေ့တဲ့ကိစ္စဘောမနဲ့တွားပြီးတော့စကားပြောတဲ့ကိစ္စကို तू ပြင်လိုက်လို့စရင်ပြီးသွားပြီ तू ရပြဿနာနော် तू ထောက်ဖို့လောက်တာလဲ तू ကတော့ခိုးပါလူလိမ်ပါလူညာပါနိုင်ငံရေးတော်နိုင်ငံရေးလောက်နေတဲ့ထောက်ဖို့တွေကဘယ်သူကသူ့ကိုဆွဆွဲလို့လဲဟမ်ဒါအဲ့ဒီမာလာခွေးတယ်မာလာပုတ်တယ်မာလာတောက်တိုင်အိုင်မဒီတပါတီတွေပဲမဟုတ်လားသူ့ကိုဆွဆွဲတာနောက်တော့လမ်းမယူနေတဲ့ဟိုငမူးမပြူမဲ့သူ့ကိုဆွဆွဲတာလေဟုတ်လားအခုဖြစ်လာတဲ့ပြဿနာကိုစီနှုတ်ထွက်လိုက်ပြောတဲ့သူကငမူးမပြူမိုးပဲပြောနေတာကျန်တဲ့လူတွေကဘယ်သူမှသူ့မနှုတ်ထွက်ခိုင်းဘူးသူမားနေတဲ့အရာတစ်ခုကဘောမနဲ့တော်လိုင်းရေးမပြီးသေးဘူးတော်လိုင်းရေးလည်းမနိုင်သေးဘူးမနဲ့ဖန်ပါတွေဖြစ်မလဲအနာကပါတွေဖြစ်မလဲအဲ့ဒီဘောမမမောင်ရဲ့စိတ်ဓာတ်ဘယ်သူမှမသိဘူးသူပြောတဲ့သူရဲ့စကလုံးချိုလေးတွေလှလှလေးတွေပဲငါတို့တွေကကြားနေရတာအပေါ်ရံပဲငါတို့ကြားနေရတာသူရဲ့ရင်ထဲမှာသူရဲ့ခေါင်းထဲမှာသူဘာတွေစဉ်းစားတယ်သူဘာတွေဆက်လုပ်မလဲဘယ်သူမှမသိဘူးနဲ့ဖန်အဲ့ဒါကိုတတိထားခိုင်းတာနော်ကိုစီအလလကြီးတယ်ကိုစီလောက်တဲ့တောင်ဝကြီးတယ်ထောက်ဖို့ကြီးစားဖြစ်တယ်ပြည်သူအများပြောက်သူလည်းတော့စီယုံရတဲ့အလုပ်အဲ့တော့ဘောမနဲ့သူတော့ရောနော်တော့ကောလုပ်နေလို့စင်ဘယ်သူကလက်ခံမလဲနိုင်ငံရေးတော်လိုင်းတကယ်လောက်တဲ့သူနော်မမိုးဆိုရင်အမှန်တရားပဲပြောမယ်ပြီးတော့အရင်တော့ကမမိုးဘိုအက်ဆေဝါမဘိုအက်ဆေဝါဖြစ်နေတာဘိုအက်ဆေဝါဘာလဲဘယ်မျိုးတင်တက်ပွဲပဲတင်မနော်မအောင်မြင်ဘူးမအောင်မြင်လဲငါဘိုအက်ဆေဝါကိုယုံကြည်နေသေးတယ်ပြီးတော့မတော့ခိုင်တော့အဖွဲ့ကမမို့ပြောတယ် SCW က KNU လက်အောက်မှာနေတဲ့ခေါင်းဆောင်မကောင်းလို့စရင်လက်အောက်ငယ်သားလည်းဘာမှလုပ်လို့မရဘူးအဲ့ဒီချိန်မှာသူတို့စကားမယုံဘူးမမွားမျက်မြင်သက်တင်နဲ့တွေ့မှဘာလို့ဘို SCW ကသူပြောထားတယ်ခေါင်းဆောင်မပြတာလဲသူကအဲ့ဒီကြုံတုံမျိုးကိုရအောင်သိမ်းမယ်သူ့ကိုကံပိတ်လုပ်ပေးမမို့လုပ်ပေးတယ်နော်မမို့ဘို SCW ကိုယုံကြည်တယ်နော်အများပြည်သူဘိုတော့တော့ခိုင်တော့ပြောတဲ့စကားလုံးတွေမမွားမယုံသေးဘူးမမျက်မြင်သက်တင်နဲ့မတွေ့သေးလို့အဲကြောင့်နောက်ဆိုတော့ဘို SCW အဲ့ဒီမျိုးတင်တိုက်ပွဲဘာလဲကြုံတုံကိုသူဖွင့်ပြတယ်ဖွင့်တော့နောက်ဆိုတော့မအောင်မြင်ဘူးအဲ့သူတို့ပြောတဲ့အတိုင်းဖြစ်သွားတော့โอเคဘို SCW လည်းသူမျိုးပြောထားပြီးဒီပွဲတာမအောင်မြင်လို့စရင်နောက်မို့ကျွန်တော်ကိုကမ်ပိန်းဆက်ပြီးတော့မလုပ်ပေးနဲ့တော့ကျွန်တော်လည်းဒီပွဲနောက်ဆောင်ပဲပေါ့နော်အဲ့ဒါဘို SCW တိုင်းတယ်မရဘူးမအောင်မြင်ဘူးအဲ့ဆိုရင်ငါလည်းမလုပ်တော့ဘူး तू လည်းပြောထားတယ်နော်အဲ့ဒါမတော့ခိုင်တို့ပြောတဲ့စကားကမမို့လက်ခံတယ်သူတို့အမှန်ပြောတော့ငါလက်ခံတယ်โอเคနော်အဲ့ဒါမတော့ခိုင်တို့ပြောတဲ့စကားလုံးတွေကမန်နာကိုမထောက်ခံတယ်မားတဲ့စကလုံးစင်မမထောက်ခံဘူးဘာကြောင့်ဆိုတော့သူတို့ပြောတယ်ဘိုး SCW ခိုးစားတဲ့လိန်စားတဲ့ညာစားတဲ့သူတို့ရဲ့စကလုံးတွေစီးတယ်အဲကြောင့်မမို့လဲပြန်တော့ချက်ပြတယ်ဒီမှာသူတို့ပြန်တော့ဆဲလိုက်တယ်အဲ့ဒါမန်တာနော်ဘိုး SCW လိန်စားလို့စီသူတို့တက်တေထောက်ထားတဲ့ချက်ပြသူတို့လည်းမစီဘူးလေမစီတော့အဲ့သူတို့လိန်ညာကြတာပေါ့နော်မို့ပြောလိုက်တယ်ဒါမဲ့သူတို့ပြောတယ်ဆက်ပြီးတော့မထောက်ပံ့နေတော့တော်ဘာလဲဆက်ပြီးတော့ထောက်ပံ့လို့စီရင် SCW ကဘာမှလုပ်လို့မရဘူးအဲ့ဒီစကလုံးကမမို့နားထောင်တယ်မမို့လဲပြင်တယ်နော်မမို့အခုဘိုး SCW တို့အဖွဲ့တွေတချို့မှဆိုမမို့ရိုက်ခါဖို့တွေပါရိုက်ခါဆိုရင်မမို့တစ်ခါပဲပြန်တော့ပို့တော့တယ်နောက်ဆုံးဘိုး SCW ဘာမှတင်လို့မရတဲ့အချိန်မှာရိုက်ခါဆိုတစ်ခါပဲမမို့ပြန်တော့လူခံတော့တယ်နော်နောက်ပိုင်းမှာကျတော့မို့တခြားနေရာပဲပို့တော့တယ်အဲ့ဒါကိုတီးသူတွေကိုရက်တော်လိုင်းရဲ့ဖွဲ့စည်းတွေပေါ့နော်ကိုဘာနဲ့အချက်မှာတို့ထောက်ပြလို့စင်ကိုနားထောင်ရမယ်ကိုပြင်ရမယ်အခုကိုစီကသူဘောမနဲ့တွေ့တာလဲသူမှန်သေးတယ်သူဘောမနဲ့စကားပြောတာလဲသူမှန်သေးတယ်အဲ့လိုမျိုးပေါ့နော်သူ့ကိုထောက်ခံတဲ့လူတွေလဲမှန်သေးတယ်အဲ့လိုမျိုးပေါ့နော်ကိုစီမှန်တဲ့နေရာမှာမှန်တယ်လို့မပြောတယ်ကိုစီမားတဲ့နေရာမှာမို့တို့ထောက်ပြတယ်သူမပြင်လို့စင်သေးစားတဲ့ကိုစီအတိုက်ခိုက်ခံရမယ်ဘာလို့ဆိုတော့ तू ဘောမကိုတွေ့တိုင်း तू ပြောတယ်မှန်လို့စင်နောက်လာမဲ့ဘောမတွေလဲအော်ငါတို့ရဲ့ပြည်သူတွေငါတို့ရဲ့ထောက်ဖို့တွေအဲ့လိုမျိုးစိတ်ဓာတ်ပြောင်းညံ့တာလားဒီလိုမျိုးမပြတ်တာလားအဲ့ဆိုငါတို့လဲလူစကားခွေးစကားကနေလူစကားပြောင်းလိုက်မယ်ကွာဟုတ်လားလူစကားနေနတ်စကားပြောလိုက်မယ်ကွာအဲ့ဒါငါတို့ကိုစီတို့လဲငါတို့ကြိုးဆိုမှာပဲကိုစီတို့လဲငါတို့တွေ့မှာပဲအဲ့လိုမျိုးလောက်လာလို့စင်ရန်သူကလွယ်လွယ်လေးနဲ့ကိုရဲ့တော်လိုင်းထဲမှာဝင်လာလို့ရတယ်နော်အဲ့ဒါမမပြောတဲ့ဒီကိစ္စကစစ်တောက်ပန်းနဲ့အလံဖြူထောင်တဲ့ကောင်တွေအလင်းဝင်တဲ့ကောင်တွေလာပြီးတော့မယောနဲ့နော်အလံဖြူထောင်တဲ့ကောင်စစ်တောက်ပန်းတွေအလင်းဝင်တဲ့ကောင်တွေကစစ်ဆုံးလို့နောင်တရလို့လာပြီးတော့ဝင်တာပြီးတော့သူတို့တွေကနော်ငမောင်လိုမျိုးစေချုံမိတာပေါ်မှာဗလဲအမဲကနေအဖြူဖြစ်လာအောင်အဖြူကနေအမဲဖြစ်လာအောင်ပြည်သူတွေလည်းတော့စီအောင်တာပြည်သူတွေယုံကြည်အောင်အယုံသွင်းအောင်သူတို့လှုပ်လို့မတတ်ဘူးအဲ့ဒီကောင်တွေကနေပြင်မှာပဲသူတို့စိတ်ရတာအခုဒီငမောင်ဆိုရင်ပြည်သူလူထုသူ့ရဲ့စကားကိုယုံကြည်အောင်ပြည်သူကိုဘယ်လိုမျိုး
စုပြီးတော့ဟိုဗလဲဟိုသွေးကွဲရမလဲဆိုတာသူ့ရဲ့အကြံဉာဏ်ဘာတွေလာမလဲဆိုတာဘယ်သူမှမသိဘူးပြီးတော့ဒီကောင်ကစစ်တာမစစ်တာအာနာစင်မအာနာစင်ဘက်ပြောင်းတာလည်းမဟုတ်ဘူးနော်ကိုစီကိုတိုင်ကပြောတယ်ဒီကောင်ဘက်မပြောင်းဘဲနဲ့ဒါပေမဲ့အဲ့ဒီကောင်နဲ့ तू ထမင်းစားတာကို तू မမားဘူးတဲ့ကိုစီနေရာမှာဘိုးချောက်ထုံမြတ်နိုင်လားဘိုးချောက်ကုန်းမောင်လားဟုတ်လားငါတို့ချစ်ရတဲ့ပုံကိုတူတယောက်ဒေါ်စင်မအောင်တို့လားဆရာစော်ဝေဆိုးလားဥယျာဉ်မလားအဲ့ဒီကိုစီနေရာမှာအဲ့ဒီငမောင်နဲ့လားတန်တဲ့ဘောမနဲ့ထမင်းစားခိုင်းလေဘယ်သူကလက်ခံမလဲဘယ်သူမှလက်မခံဘူးနော်အဲ့ဒါကိုမှမပြောတဲ့ကိုကလေကိုထောက်ခံတဲ့လူတယောက်ကကိုချစ်ရတဲ့လူတယောက်ကချစ်လို့ရတယ်ထောက်ခံလို့ရတယ်ဒါပေမဲ့ तू မားတဲ့အချိန်မှာလေကိုထောက်ပြရမယ်ဒါတိုက်ခိုက်မှုမဟုတ်ဘူးဒါသွေးကွဲမှုမဟုတ်ဘူးဒါအမှန်တရားချပြတာနော်နိုင်ငံရေးသမားတော်လိုင်းသမားထောက်ဖို့အကြီးစားတွေပြောတဲ့စကားလုံးကိုနင်တို့တော့နားထောင်လိုက်ဒီကိုစီဘောမနဲ့စကားပြောတာဘောမတွေ့တာဘယ်သူမှလက်မခံဘူးနော်ကိုစီဖြစ်တဲ့သူတွေပဲကိုစီရဲ့အမမှန်တယ်ဆိုတာကိုစီလည်းမှန်တယ်သူ့ကိုသူမှန်တယ်တဲ့ဘောမနဲ့တွေ့တာအဲ့ဒါပဲကြည့်လိုက်တော့စဉ်းစားကြည့်လေအဲ့လိုမျိုးငါတို့ထောက်ဖို့အကြီးစားတရားလိုဖြစ်သွားပြီဆိုငါတို့တော်လိုင်းရပါတယ်ဖြစ်သွားမလဲအနာကဒီဘောမတကောင်ကြောင့်ထောက်ဖို့ချစ်ချင်းရန်ဖြစ်ဟုတ်လားစကားများကြနိုင်ငံရေးသမားတော်လိုင်းသမားစကားများကြပြီးတော့အထင်လင်းလွဲမှာကြနော်ဘောမဗလဲဟိုကိုစီကဘောမနဲ့ထမင်းစားလို့ဘောမနဲ့တတွေ့လို့နော်တစ်ဖက်ကဒီဗလဲအဲ့ဒီဗလဲပါတီကိုနိုင်နေတဲ့အဲ့ဒီဖျဲကြီးအဖွဲ့လဲသူတို့လက်မခံဘူးလက်မခံတော့ပြဿနာတွေတဲ့ဖျဲကြီးအဖွဲ့လဲတော်လိုင်းလို့တဲ့အဖွဲ့ပဲတော်လိုင်းကြီးကိုလက်တိုင်ထက်ပေးတဲ့လူတွေပဲမမိုစီမာအဲ့ဒီသူတို့ရဲ့အဖွဲ့မှာ2ယောက်3ယောက်လောက်စီတယ်မမိုစီမာလက်တိုင်ကဘောလူတာစီတယ်နော်အဲ့ဒါမမိုတက်တယ်စီတယ်နော်လက်တိုင်ဒေါ်လာနဲ့မမိုစီမာလာဘောလူတာသူတို့ရပါတီအဖွဲ့မဟုတ်ဘူးနော်ပုတအဖွဲ့လည်းမဟုတ်ဘူးအခုကိုစီနဲ့ရန်ဖြစ်တဲ့အဖွဲ့ကကိုဘာအဲ့ဒါဘာဖြစ်လို့ပြဿနာတွေတက်တာလဲဘာဖြစ်လို့ညဖြစ်တာလဲကိုစီအဲ့ဒီဘောမနဲ့ထမင်းတူစားတာဘာမှမပြောပြီးနော်ထမင်းကိုကျွေးလိုက်လို့ဘလောက်ကုန်လဲအဲ့ဒီငွေတွေကြေးတွေဘာမှမပြောတာမဟုတ်ဘူးမစားသင့်ဘူးမတွေ့သင့်ဘူးမမြင်သင့်ဘူးမလောက်သင့်ဘူးဒီတော်လိုင်းရဲ့ဒီချိန်ဒီခါမှာဒါနိုင်ငံရေးမဟုတ်ဘူးနော်မမတို့ပြောတဲ့အချိန်မှာအမေစုဒါမှဦးသိန်းစိန်နဲ့တူထမင်းစားတယ်ဟိုဟာနဲ့ဟိုလူနဲ့ထမင်းစားတယ်အမေစုစီတောင်ကဆိုရင်အမေစုနိုင်ငံရေးလောက်တာလေတော်လိုင်းရေးမဟုတ်ဘူးလားတော်လိုင်းရေးကပြတ်သားရမယ်ဒီတော်လိုင်းရေးကငါတို့မပြတ်သားလို့စင်ငါတို့ဆုံးမယ်ရန်သူဘက်ကပြတ်သားလို့စင်ရန်သူနိုင်သွားမယ်ကိုဘက်ကတောင်းလို့စင်မလိမ်မာလို့စင်ညံမစီလို့စင်ကိုကြဆုံးမယ်โอเคနော်ဒီပွဲကပြတ်သားတဲ့သူပဲနိုင်မှာမပြတ်သားတဲ့သူကမနိုင်ဘူးဟိုရင်ကြောင်ဒီကြောင်နဲ့လေဆိုဘယ်တော့မှမနိုင်ဘူးတိုင်းရင်သားလည်းနဲ့ကင်အဖိုးကြီးပဲကြည့်အနည်း80ကျော်ဘာဖြစ်လို့မနိုင်တာလဲရန်သူနဲ့ဖင်လို့ဖင်ခံလို့စကားပြောကြလိုက်တွေ့ကြလိုက်လက်တွဲနောက်ဆက်ကြလိုက်ဟုတ်လားအဲ့လိုမျိုးဖြစ်နေတာစစ်တိုးလိုက်နောက်ဆောက်လိုက်အဲ့တော့အနည်း80ကြာသွားတာနော်အလောက်လောက်မယ်ဆိုရင်တော်လိုင်းရင်မှာလောက်မယ်ဆိုရင်ရန်သူနဲ့လုံးဝကိုမပတ်သက်နဲ့ကင်းစစ်နေပါနော်ကင်းစစ်နေပါဆိုတာအဲ့လိုမျိုး live ပေါ်မှာစပီကာတွေစကားတွေပြောနေတဲ့အဲ့ဒီငမောင်လိုမျိုးကင်းစစ်နေပါနော်စစ်တောက်ပိုင်းကပြောတာမဟုတ်ဘူးစစ်တောက်ပိုင်းလာတိုင်းငါတို့တရမယ်ဟိုအလင်းဝင်တိုင်းငါတို့ဆင်ရမယ်အလန်ဖီတာနဲ့တွေဆင်ရမယ်ငါတို့တွေကခွေးတယ်မဟုတ်ဘူးအဲ့ဒီကောင်တွေကနောင်တရလို့စစ်ဆုံးလို့နော်ပြေးဖို့လမ်းမရှိလို့လာပြီးတော့အလင်းဝင်တာ live ပေါ်မှာသွေးတွေကွဲပြီးတော့လမ်းတွေလို့လူတွေယုံကြည်မှုတွေရအောင်လူတွေကိုသွေးကွဲအောင်တို့တွေကအဲ့ဒီကောင်တွေကငမောင်လိုမျိုးမဟုတ်ဘူးနားလဲလားငမောင်တော့လေတန်နဲ့ပြည်သူကိုစီးရောက်တာလေတန်နဲ့ပြည်သူကိုသွေးခွဲတာနော်အမဲကနေအဖြူဖြစ်လာအောင်ခွဲဖြစ်နေတဲ့ကောင်တကောင်ကိုလူဖြစ်လာအောင်သူကပြောလို့တတ်တယ်အဲ့ဒါတတိထားနော်မြေပြင်ကစစ်ခွေးတွေလက်နဲ့ဆက်တာအလင်းဝင်တာအဲ့ငမောင်လိုမျိုးပြောလို့မတတ်ဘူးတို့တွေကစစ်တိုက်တာတခုပဲနော်ငါတို့စီမှာအလင်းဝင်ပြီဆိုရင်သူ့နေရာနဲ့သူထားတာထောင်ထဲမှာသူများထည့်လိုက်တာဒါပဲလေဘိုးချောက်ထောင်မြတ်နေအဲ့ဒီအလင်းဝင်တဲ့ကောင်နဲ့တူထမင်းတော်ပြတော့စားလို့လားအခုငမောင်ကဗလဲကိုစီနဲ့ထမင်းတူစားတဲ့အချိန်မှာတို့တွေကအစစ်တောက်ပန်းနေအလင်းဝင်နေတို့ထမင်းကျွေးတာရောအဲ့ဒါတော့တော့ရောနေတယ်ချီအောင်နောက်တွေချီ brand နေအလင်းဝင်တဲ့စစ်ခွေးတာဘယ်ဘောကသူတို့နဲ့တူထိုင်ပြီးတော့ထမင်းစားလို့လေဘောမတကောင်ကြောင်းနဲ့နော်ငါတို့လူတွေမပြတ်တာတဲ့အတွက်ကြောင့်အဲ့ဒါပြဿနာကြီးတက်နေတာနော်ကြီးတက်နေတာပြောရမယ်ဆိုတော့အခုအများပြပြောတဲ့ငမောင်နိုင်သွားပြီလေနိုင်ရပါငမောင်ဘယ်အချိန်နိုင်လဲကိုစီသူ့ကို line တွက်ကြံတဲ့အချိန်ကိုစီသူ့ကိုကြိုဆိုတဲ့အချိန်ကိုစီသူနဲ့စကားပြောတဲ့အချိန်သူနိုင်သွားပြီအဲ့ဒါပဲရန်သူကိုနိုင်ချင်လားစေရှော့မီဒီယာပေါ်မှာခွေးစကားနဲ့လူစကားဖြစ်လာအောင်ပြောတတ်တဲ့သူဘောမတွေမအားလားလူတွေပေါ့နော်တွားပြီးတော့မပတ်သက်လို့စင်ငါတို့ကနိုင်ပြီတွားပြီးတော့ပတ်သက်လို့စင်တို့နိုင်ပြီလေငါတို့ကညံ့တယ်လို့နော်အဲ့ဒါငါတို့ကညံ့တယ်လို့ခေါ်တာငါတို့ကမပြတ်တာလို့ငါတို့တွေကပျောက်ညံ့လို့ခေါ်တာသိလား